မယ်ဆိုဒီနေ့ကတော့လူငယ်ရဲ့ဘဝမှာဘလို့ရှင်သာတည်တယ်ကျွန်တော်ဘလို့ရှင်သာခဲ့တယ်ဆိုတဲ့ဟာနဲ့တွေ့ကြုံလဲဝင်ကြမယ်မနေ့ကညလူခွေးဆိုတာကြားဘူးလားဒီမှာအခုလည်းမကြားဘူးတဲ့ညညဟောတော့ဒီနေ့ကတော့လူခွေးတော့မဟုတ်သေးဘူးဒီနေ့ကတော့လူငယ်တွေကျွန်တော်လည်းလူငယ်ဖြစ်ခဲ့တယ်ရုံလားလူငယ်ဘဝနဲ့ကြွတာဘယ်နည်းရှိလဲဆိုတော့ဘယ်နည်းရှိပြီအခုကျွန်တော်အကဘရရှိပြီလေအားလုံးပါနဲ့နော်အဟံပြောသူ90နော်90မှာ90ပြောရတဲ့အများကြီးပဲနော်လူကြီးပြောတာမှန်တယ်နော်လူကြီးကအမှန်ပဲပြောတာညာပဲဘူးလိမဲ့နော်โอเคဆိုတော့လူငယ်တွေဒီနေ့ဒီတော့ဒီနေ့နံပါတ်1က have a dream အိမ်မက်ပါလူငယ်တွေအိမ်မက်ဟုတ်လားမနေ့ကမှအိမ်မက်ကြတယ်တော့ဆန်းဆန်းဒီနေ့မှာအိမ်ဖို့လာပြီးအိမ်ကြိုပြီးတော့အိမ်မက်ခဲ့ကြလားမဟုတ်ဘူးကျွန်တော်အိမ်မက်ခဲ့တယ်ကျွန်တော်ဆိုရင်ဘယ်ကနေလာလဲတိလားရှိပြီလေတော့မဟုတ်အိန္ဒိယနဲ့စဝေပတ်တော်ဩကတောင်ကျိုတောင်ကျမ်းမှာနေတဲ့ရွာနေလာဟာကြည့်လိုက်ဘာပဲတွေ့ရလဲတောင်ပဲတွေ့ရတာအဲ့ဒီတောင်ရဲ့အကျော်မှာမရှိတယ်မရောက်ဘူးဒါပေမဲ့အိမ်မက်ခဲ့ဘာအိမ်မက်လဲဆိုတော့ငါတရက်ပညာတတ်ဖြစ်အောင်လုပ်ပဲဆိုအိမ်မက်အဲ့ဒီအိမ်မက်ကဘာမှမတားဆီးနိုင်အိမ်မက်ကရှင်သန်နေတဲ့ဒီဘဝလာပြီးပြောလာပြီးတော့လာပြီးဆောက်ရတော့ဘုနော်ဘဝမပြည့်ဘူးပြောတယ်အိမ်မက်မရှိတဲ့လူတွေဟာတရားရအားလုံးကိုဒီမဲ့အစိုးရဝါဒရှိမယ်ဒီကြမယ်ရှုံးပေးမယ်အိမ်မက်ရှိတဲ့လူတိုင်းဟာတော့မှတော့ဟာဒီလေခမတောင်းလေးတဲ့ဒီတော့ရတော့မှဘာရှိလဲဆိုတာကိုသိတယ်ဒါပေမဲ့ရောမနေတဲ့ချိန်ကငါတည်းရဲ့ကြရင်အင်္ဂလန်မှာတောင်းတဲ့နိုင်ရမယ်ဆိုအဲ့ဒီခေတ်1985 83လေးကတော့ဒီနေ့ပဲဖြစ်တယ်အဲ့ဒီအိမ်ဘက်ကိုဒီလေးလို့ညီမလေးလို့အမဒီပါပါစဉ်းစားပါခုစဉ်းစားခိုင်းတာလည်းငါကခုစဉ်းစားဘာအိမ်မဲ့မဲ့အဲ့ဘုံမှာလည်းငါဘာအိမ်မဲ့မဲ့လဲဒီနားလေတပီးစဉ်းစားကြလို့မမေ့အိမ်ရကပေါ်ပြေလို့မမေ့ဟိုဒီကျေဘောဒါတော့ပြေလို့မရတယ်ဆိုတော့ကိုယ့်ရဲ့အာယုံကိုပြန်ပေါ်ကိုယ့်ရဲ့အာယုံပြန်ပေါ်မှာအိမ်မဲ့ဖြစ်သလားဆိုရဒီနေ့ပြန်ပြီးတော့စဉ်းစားဖို့တမင်းတို့အိမ်မဲ့ပြေလို့မေ့ဒီဘဝအတွက်ဘာအိမ်မဲ့လဲရပြီအယူနေရောက်ကဆေးရောက်ကအယူဆေးရောက်မှာသူတို့ရောက်မနေ့ကအယူနေရောက်ဆိုတာအိမ်မက်ဆရာတော်ကပြောတယ်ဘယ်ဘောင်ယူမောင်ဖြူအိမ်မက်ဘာအိမ်မက်လဲသူတို့အယူနေရောက်ကမောင်ဖြူကဘာပြောလဲဆိုတော့မနေ့ကအိမ်မက်ထဲမှာတဲ့ဖျက်ကျွန်တော်ပြောတယ်မိမနဲ့ဖျက်စီဖြစ်ပြီလို့ပြောတယ်အဲ့ဒီဟာပြောရတဲ့အချိန်မှာဒီနားမှာယူကငါမင်းကိုဘယ်တော့ပြောလို့လဲဘယ်သူကဖျားလဲ